အားလုံးပဲမင်္ဂလာပါကျွန်တော်ကလုံဝေပါဟိုနေ့ကပဲ Gemini Flavor ကဖိုနီရဲ့ review ကြောင့်ကျွန်တော်လွန်ခဲ့တဲ့2နှစ်လောက်ကလှုပ်ထားတဲ့ boyfriend ASMR ပေါ့အားလေးက reach out သွားတယ်ပေါ့ဗျာတော်တော်ရောက်သွားပါအဲ့တော့ကျွန်တော်ဖိုနီကိုကျေးဇူးတင်ပါတယ်ပြီးတော့အများကြီးသဘောကျပေးကြတဲ့တယောက်ချင်းစီကိုလည်းကျေးဇူးတင်ပါတယ်ဗျာအခုကတော့ကျွန်တော်ကASMR ထက်ဆိုင်ရင်အခြားmusic bag ကိုခြေချဖို့ကြိုးစားနေတာပေါ့လေအဲ့ဒါကြောင့်မလို့ video လေးလည်းဆက်မလုပ်ဖြစ်တာလည်းပါတယ်ပေါ့နော် cover sound တွေနဲ့အဲ့လိုကိုယ်ပိုင်သင်းလေးရေးပြီးဆိုတာလေးလည်းရှိတယ်ပေါ့well you can check on my TikTok account ပြီးတော့ဒီနေ့ထဲမှာပဲအဲ့လိုကျွန်တော်လုပ်ထားတဲ့hollow ဆိုတဲ့သင်းလေးတစ်ပုဒ်ရှိတယ်buzz နဲ့ပေါ့ buzz ဆိုတဲ့ group ကပေါ့ဗျာဆိုတော့အဲ့ဒါလေးကိုလည်း check out လုပ်လို့ရအောင်I'll post a link in the description ဘာပဲဖြစ်ဖြစ်ကျွန်တော်ကိုသဘောကျပေးကြတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ရှေ့ဆက်ပြီးတော့လည်းစောင့်ကြည့်ပေးဖို့မျှော်လင့်ပါတယ်ခင်ဗျနေ့ပြင်ညကြရင်တော့ကျွန်တော် well ASMR တပုတ်တင်ဖို့တော့ရှိပါတယ်ပေါ့နော်ဆိုတော့အားလုံးပဲ good night ပါ